guys ဒါပထမဆုံးစကားပြောမယ်ဆိုတော့ပေါ့ဒီရှေ့မှာစကားတစ်ခါမှမပြောဘူးဆိုတော့အမားကြီးပါသွားရင် sorry ပါခီးထွက်တာချင်းမိုင်ကျွန်တော်ချင်းမိုင်ကိုတွားကြတာကြားခဲ့ပြီစိတ်ထဲမှာမြင်တွေ့ဖြစ်တယ်ဒါဆိုနဲ့ထွက်မထွက်ရင်တကယ်ချင်းနဲ့ထွက်ပေါ့အဲ့လိုမျိုးစဉ်းစားထားတာကြားပြီဆိုတော့ပထမဆုံးအနေနဲ့ချင်းမိုင်ကိုဦးလေးအတော်ရည်နဲ့ကျွန်တော်ထွက်ဖြစ်တာဘန်ကောက်ကနေပြီးတော့ဂိတ်ဆုံးပေါ့ချင်းမိုင်တွေကိုညနေ6 နာရီရနေပြီးတော့မနက်6 နာရီထိတော့တောက်လျှောက်ဂိတ်ဆုံးတိကျတာစီးကြတယ်သူကြောင့်တော့မပြောတော့ကလေးတွေတော့ပါတယ်ဒါညဘက်ဆိုအိတ်လို့ရတယ်ကျွန်တော်ကအောက်မှာအိတ်ထားဆိုတော့ပထမပေါင်းနဲ့ကိုညဘက်တကားလေးချရင်ထထကြည့်လို့ရတယ်မနက်ဆိုလည်း view ကလှရရ view တွေပါစားရင်းနေအောင်မှာထွက်လာတော့ပိုလှရလို့ပြောလို့ရတယ်ကျွန်တော်ကြိုက်လို့အခုဒီမအိတ်ရသေးရပဲချင်းမြင်တော့အဲဆိုကျွန်တော်လေ့ကျင့်ခန်းလေးပါလှုပ်ထားပြီးတော့အိတ်တင်တာထားပါတော့လေအမှန်တော့ကျွန်တော်ဒီခီးလေးကိုထွက်တာဒီကအကြောင်းရကျွန်တော် healing တွေလုပ်ချင်တာကြောင့်ဒါ healing လုပ်ချင်တယ်ဆိုတာဘန်ကောက်မှာကြောင်းတက်နေတဲ့တနေ့နဲ့အတွင်းမှာဖြစ်သွားတဲ့ကိစ္စတွေကများတယ်ဗျအိမ်ကိုပြန်မပြောဖြစ်တာတွေလည်းရှိရဲတကယ်ချင်းတွေကိုပြန်ပြီး fan တော့မလုပ်ဖြစ်တာတွေလည်းရှိရဲကောင်မလေးကိုတော့ပြန်မပြောဖြစ်တာတွေရှိရဲဒီကကျွန်တော် healing လုပ်ချင်တာဖြစ်ခဲ့တဲ့မြတ်ကိစ္စတွေအကုန်လုံး move လုပ်ချင်တာကျွန်တော်အနေနဲ့ ego ရင်းကြီးရတဲ့မှာပါတယ် selfish လေးအရင်ဖြစ်တဲ့ထဲမှာပါတယ်အဲ့စိတ်ကိုလည်းကျွန်တော်တက်တဲ့လောက်အနေဆုံးဒီကျွန်တော် short ချင်တယ်ဗျပြီးတော့နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တဘာဝနဲ့ပြန်ထိတွေ့ချင်တယ်ဝါသနာလေးရများသွားတော့ life ကကျောင်းစာနဲ့ hobby နဲ့ balance မဖြစ်တော့အလုပ်ကလုပ်မှာဆိုဘယ်လောက်ဆိုမလဲကြည့်ကျွန်တော်တိုင်ပတ်နေရအဓိကတော့ကျွန်တော် ego centric ဖြစ်တာပေါ့နော်ကျွန်တော်အဲအကြောင်းကိုကျွန်တော်မေးပြတ်တာကြီးများရဗျဆိုတော့အဲကျွန်တော် move on လုပ်ချင်တာရယ် healing လုပ်ချင်တာရယ်ရှိရတယ်ဆိုတော့ဒီ balance မဖြစ်တာရော balance ဖြစ်သွားအောင်စိတ်တွေရှင်းသွားအောင်ဆိုတော့ဒါပါပဲအဓိကခီးထွက်လာရည်ရွယ်ချက်ကတော့ညတော့ညဘက်ကျရင်ကျွန်တော်တို့ချင်းမရဲ့တောင်ထောင်ထဲမှာကျွန်တော်တို့ရှောက်လေကြမယ်ပေါ့နော်ဆက်ပြီးလိုက်ခဲ့ပါဦးဒီခက်ပြီးနားထောင်ပြီးတော့အဆုံးထိနားထောင်ပြီးတော့ကျေးဇူးတင်ပါတယ်
ဟ
and well here I am ကျွန်တော်ဒီမှာရောက်နေပါပြီအရင်ထပ်ဖို့အဆင်ပြေလာလားလို့မေးရင်ပြေတော့ပြုတ်လာပြီဗျတချို့နေ့ဆိုရင်မနက်9:00နာရီထားပုံမှန်လိုဖြစ်နေပြီမနက်9:00နာရီထားပြီးတော့စာလုပ်ဆရာရှင်လို့လောက်စားရှင်လေ့ကျင့်ခန်းတွေပါလောက်ထားပြေးပါညာတကယ်ချင်းစုပြီးတော့ပြေးကြပြီးပါမျိုးဆိုတော့စိတ်ကလည်း refresh ဖြစ်လာပြီလို့ပြောလို့ရတယ်ပြီးတော့အချိန်ပိုထွက်လာတယ်လှုပ်ချင်တာတွေလောက်ရဖို့အတွက်မဆိုးပါဘူး move on လို့ရပါလား heal လို့ရပါလား yep ဖြစ်ခဲ့တဲ့ကိစ္စတွေတချို့ကိစ္စတွေကိုခွင့်လွှတ်ပေးခဲ့ပြီ move on ပေးခဲ့ပြီ heal သွားလားဆိုတော့ဟီးလို့ပြောမှာပေါ့ဆိုတော့ကျွန်တော်ကဘာနဲ့ထိတွေ့ခွင့်ရလိုက်တာပေါ့ဆိုတော့စိတ်က refresh ဖြစ်ပြီးတော့လမ်းသွားပြီးတော့လို့ကျွန်တော်ရဲ့ body ရော mind ရော soul အကုန်လုံးကအသစ်ဖြစ်သွားတယ် energy ပြန်ရလာတယ်ဗျာ potential push ရမှာအဲ့ဒါရောဖြစ်နိုင်ရလားအဲ့ဒါတော့ try ကြည့်မှသိမှာဒါပေမဲ့ energy ကအကုန်အပြည့်ပြန်ရသွားပြီဆိုတော့ maybe ဒီတစ်ခါတော့ push နိုင်မှာပါခုလိုမျိုးတေချာနားထောင်ပေးတဲ့သူတယောက်ချင်းစီအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဒါရလူတိုင်းလည်းကြုံနေရမယ့်ကိစ္စလို့ထင်တယ်ကျွန်တော်တယောက်တည်းကြုံနေရမယ်လို့မထင်ဘူးဒါပေမဲ့စကျွန်တော်တယောက်တည်းကြုံနေရတယ်လို့ခံစားမိရဗျ main character syndrome လို့ပြောလို့ရရဒါပေမဲ့လူတိုင်းအဲ့လိုဖြစ်နေရပဲဆိုတော့ကျွန်တော်နားလဲပါတယ်တချို့ကြောက်တယ်တင်ငယ်ချင်းတွေစီကိုရင်ဖွင့်ကြတယ်တချို့ကြောက်မိသားစုတို့ပြောကြတယ်ပေါ့လို့လူတိုင်းကတော့အကုန်လုံးခက်ခဲကိုစီနဲ့တော့ဖြတ်တန်းနေရတယ်ပေါ့မှာဆိုတော့ဒီဗီဒီယိုလေးကနိုင်ပြောရင်အမောပြည့်စီခြင်းလို့လုပ်လိုက်တာပါဆိုတော့လူတိုင်းအဲ့လိုခက်ခဲနေကြုံတွေ့ရတဲ့အချိန်မှာကျွန်တော်တွားခဲ့တဲ့နေရာကြီးကျွန်တော်ရိုက်ခဲ့တဲ့ဗီဒီယိုလေးကြည့်ပြီးတော့အနည်းဆုံးတော့ကိုတယောက်တည်းမဟုတ်ဘူးလို့ခံစားရမယ်နောက်ပြီးရင်အမောပြေမယ်ဗျာကျွန်တော်ပုံလေးရိုက်ထားရကြည့်ကျွန်တော်တွားခဲ့တဲ့နေရာကြည့်ပြီးတော့တည်ရမယ်အဲ့ဒီအတွက်ကျွန်တော်ဒီဗီဒီယိုရိုက်တာဖြစ်ပါတယ်တက်ရှူနေကြရတော့အရှုံးရှိပါဘူးရှင်တန်နေကြရတော့ဒန်ဆာတစ်ခုကတော့ပေါ်လာပါလိမ့်မယ်သုံးလေးကြည့်ပြီးရတော့ကျေးဇူးများကြီးတင်ပါတယ်ပြီးတော့ခုမှစကားစပြောရအောင်လဲတီးခံပြီးနားထောင်ပြီးရတော့ကျေးဇူးများကြီးတင်ပါတယ်တခုတော့ပြောလာမယ်ဒီဗီဒီယိုလုပ်ရတဲ့အကြောင်းရင်းကကျွန်တော်ရဲ့ဒီခုနပြောသလိုမျိုးလူတွေကိုမောပြည့်စေချင်တာလည်းပါလို့နောက်တစ်ခုကကျွန်တော်က project တစ်ခုလုပ်နေရကျွန်တော်တခါရဲ့ demo ပြလိုက်မယ်ဒါ demo ပေါ့နော်အချောမတက်ရသေးတဲ့ version ပေါ့ကျွန်တော်ရဲ့တပုံလေးတွေကိုကျွန်တော်ပြန်ပြီးတော့ college အတိပြန်လုပ်ထားတယ် premier cut တွေပြန်လုပ်ထားပြီးတော့ကျွန်တော်အမှကျွန်တော်ဖြစ်ခဲ့တဲ့ဟာတွေအကုန်လုံးစာပြင်ရေးထားတာပေါ့နော်ဆိုတော့ဒါလေးကကျွန်တော်ရဲ့ magic zine လို့ပြောလို့ရတယ်ဒီ magic zine လေးထဲမှာ brother တို့ဖတ်မယ် sister တို့ဖတ်မယ်ဆိုရင်ကျွန်တော်ရဲ့ခဲ့တဲ့တပုံလေးလည်းရှိမယ်ကျွန်တော်ကြုံခဲ့ရတဲ့အတွေ့အကြုံတွေလည်းရှိမယ်နောက်ဆုံးကျွန်တော်အပိထားရဲ့စာလေးရှိမယ်ဒီမှာအကုန်လုံးကျေးဇူးတင်တော်လို့ဒါက demo version ပေါ့နော်ဗမြန်ဖြစ်နေတာဆိုတော့ဒီမှာစာလေးရေးထားတာရှိမယ်တွေ့ရမယ်လို့ထင်တယ်နည်းနည်းတော့မှောင်မယ်လို့ထင်တယ်ဒါလေးကဘာရေးထားလဲဆိုတော့ Come watch the Chiang Mai trip vlog here tap the NFC tool with your mobile device to find out ဆိုတော့ကျွန်တော်ကဒီ project မှာကျောင်းသားတွေအကုန်လုံးကတယောက်မျိုးစီလုပ်ကြရတယ်ကျွန်တော်ကတော့ဘာလုပ်လဲဆိုတော့ကျွန်တော်အကြောင်းကိုကျွန်တော်ဒီ vlog လေးဘာလေးနဲ့လုပ်ပြီးတော့ဒီ NFC tool လေးမှာကျွန်တော်ဒါမျိုးလေးကတ်ထားမှာဒီထဲမှာကျွန်တော်ရဲ့အခုဗီဒီယိုကို brother တို့ဒီမှာဖုန်းနဲ့တက်ပြီးတော့ကြည့်လို့ရမယ်ဒါကတော့ကျောင်း project ဆိုတော့ကျောင်းအတူတွေပဲကြည့်လို့ရမှာပေါ့နော်အကယ်၍ကျောင်းအတူတွေဒါလေးကိုတွေးခင်ဒီမျိုးလေးကြည့်ပြီးပါလို့ကျွန်တော်လက်တက်ရိုက်ခံပါတယ်ဆိုတော့ဒီလေးမှာကတ်ထားမှာဖြစ်ပါတယ်ဒီနားလေးမှာဒီစာလေးကြီးထားမှာဆိုတော့ဟိုကြည့်ရတဲ့တိမှာပါအကုန်လုံးဖုန်းလေးနဲ့တက်ပြီးတော့ဒီကျွန်တော်ရဲ့ follow လေးကိုကြည့်လို့ရပါတယ်နောက်ဆုံးတစ်ခုမှကျွန်တော်ကတော့ဒီ vlog ရဲ့တန်မနေပေါ့နော်ကျွန်တော်လုပ်ထားတဲ့ collage art ဒါလေးရှိပါမယ်ဒါကကျွန်တော်ဒီဟာလေးကိုကျွန်တော် heaven on earth လို့ပေးထားတယ်အဲ့တော့ကျွန်တော်တို့ကချင်းမိုင်သွားတာနိဗ္ဗာန်လို့ပဲရာအားလုံးအစဉ်ပြေခြင်းရဲ့အစလို့ပြောလို့ရတယ်ပေါ့နော်အစဉ်ပြေစားပြုတ်လာပေါ့နော်လုံးလုံးပြေသွားတော့မဟုတ်ဘူး try စရာကြီးအများကြီးရှိသေးတယ်စူးစမ်းရမှာခက်ခဲအများကြီးရှိသေးတယ်သို့မဲ့ဒါလေးကကျွန်တော်ရဲ့မျှော်လင့်ချက်ရောင်ကြီးနေရာလေးလို့ပြောလို့ရတယ်ချင်းမိုင်နေရာအဲ့တော့ချင်းမိုင်မျိုးလေးကို shout out လုပ်တဲ့အနေနဲ့သွားခဲ့တဲ့နေရာအကုန်လုံးကျွန်တော် college အတစ်ခုလုပ်ပြီးတော့ကျွန်တော်ပြန်လုပ်ထားပါတော့ဆိုတော့ဒါလေးကပုံမှန်ဒီလိုမျိုးခောက်လိုက်တော့စာအုပ်ပဲစာအုပ်ကိုဒီလိုမျိုးဖြန့်လိုက်နေဆိုတော့ကျွန်တော်ရဲ့
လက်ရလေးကိုပေါ့တစ်ခါတည်းခန်းစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုသတင်းကောင်းပါရင်နောက်ပြီးတော့ဒီနေရာလေးမှာလည်း NFC 2လေးကိုဖုန်းလေးနဲ့တက်ပြီးတော့ကျွန်တော် vlog လေးကိုကြည့်ရှုနိုင်ကြောင်းသတင်းကောင်းပါရင်လည်းဒီ vlog လေးကိုကျွန်တော်ဒီမှာပဲအဆုံးသတ်ပါတယ်ခုလိုမျိုးစိတ်ရှိသိခံပြီးတော့ရှင်းပြပေးရရောရင်ဖွင့်တာရောဒီဗီဒီယိုအတွက်ကျေးဇူးအများကြီးတင်ပါတယ် Bye